လောကကြီးမှာကိုယ်ချစ်ရဆုံးကိုယ်ယုံကြည်ရဆုံးလူတစ်ယောက်စီကသစ္စာဖောက်မှုကိုခံရတဲ့အခါမျိုးမှာကဘာကြီးတစ်ခုလုံးပြုတ်ကျပျက်စီးသွားတယ်လို့မျိုးအနာဂတ်တွေလုံးဝမှောင်မိုက်သွားတယ်လို့မျိုးခံစားရတတ်ပါတယ်ကိုမေးခွန်းတွေပြန်ထုတ်ပြီးတော့ငါဘာများမှားသွားလို့လဲဆိုပြီးတော့ခဏပြန်ဆန်းစစ်ရင်းနဲ့အိမ်မပြောတဲ့ညတွေအသက်ရှူရတာတော့မွန်းကျက်နေတဲ့နေ့တွေမျိုးတုံနေရတယ်ခံစားနေရတာမျိုးတွေကိုလည်းကျမနားလဲပါတယ်ကျမတော့အီမွေပါအခြေရင်းနဲ့ဘဝရေးပြဿနာတွေကိုတိုင်ပင်ဆွေးနွေးဖြေရှာပေးနေတဲ့ relationship နဲ့ life coach တယောက်ဖြစ်ပါတယ်တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်တော့စိတ်ပညာသဘောတရားရဆိုရင်လူတယောက်သစ္စာဖောက်တာဟာကိုယ့်ရဲ့ချစ်ချင်းမြတ်တာမလုံလောက်မှုတွေကြောင့်မဟုတ်ပါဘူးဒါကသူ့ရဲ့ဒီ emotional maturity လို့ခေါ်တဲ့ဒီမရင်ကျက်မှုစိတ်ပိုင်းဆိုင်ရာမရင်ကျက်မှုကြောင့်ဖြစ်ပါတယ်သူ့ရဲ့တန်မိုးထားမှုတွေစံနှုန်းတွေကြောင့်ဖြစ်ပါတယ်တကယ်လို့သူသာကိုတန်မိုးထားတဲ့သူတယောက်စိတ်ပိုင်းဆိုင်ရာရင်ကျက်တဲ့သူတယောက်ဆိုလို့ရှိရင်ကို့မှာအပြစ်ရှိရင်တောင်မှပဲကို့ကိုပွင့်လင်းပြောပြီးတော့ပြင်ခိုင်းမယ်ပြီးရင်လမ်းခွဲကောင်းလမ်းခွဲလိုက်မယ်ဒါပေမဲ့သစ္စာဖောက်တဲ့အလုပ်ကိုတော့ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူးဒါကြောင့်မလို့ကိုမေးခွန်းနေပြန်မေးနေပြီးတော့ကိုအပြစ်တင်တာတွေအပြစ်ပေးနေရတွေကိုအခုချိန်ကနေစပြီးတော့ရက်တန်းကရက်လိုက်ပါပြီးရင်ကိုပြန်ပြီးတော့အကောင်းဆုံးတိဆောက်ဖို့အချိန်ပေးလိုက်ပါဒီတရားတွေကနေရုံထွက်ဖို့အတွက်ပထမဦးဆုံးတစ်စိတ်အနေနဲ့ဆိုရင်တော့ကိုယ့်ရဲ့စိတ်ခံစားချက်တွေကိုအတိအမှတ်ပြုပါကိုဝမ်းနေနေရငိုခြင်းနဲ့ငိုချလိုက်ပါပြီးတော့တငယ်ချင်းတွေနဲ့တွေ့ပြီးတော့စကားတွေပြောပါပြီးရင်ကိုပြောရှင်မဲ့အရာလေးတွေလုပ်ပါကိုပြန်ပြီးတော့ကုစားပေးပါကိုချစ်ပေးပါတကယ်လို့ကိုအနေနဲ့ဒီလိုအတိတ်ကနာကျင်မှုတွေတရားတွေထဲမှာပဲတဝဲလဲဖြစ်နေပြီးတော့လမ်းပြောင်းနေတယ်တိုင်ပင်ဆွေးနွေးညှိနှိုင်းခြင်းနဲ့ဆိုရင်တော့ကျမနဲ့ one-on-one coaching session လုပ်ပြီးတော့ဆွေးနွေးလို့ရပါတယ်ဒါရိုက် message လေးပို့ပြီးတော့ booking ယူလိုက်ရပါပဲရှင်